ဒါဟာအသားထုတ်စိတ်ယုံတစ်ခုရဲ့ရက်ဆက်မှုကြားနာနေတန်ဖိုးဖြတ်မရတဲ့တန်ယိုစင်ကိုကဲတင်ခဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့ဇလန်းတစ်ခုပဲဖြစ်ပါတယ်။စိတ်ယုံတစ်ခုမှာဝက်တီကိုတက်ဖြတ်ပြီးအသားတူလူအခီပြုတ်လုံနေစဉ်ပါပဲမီယာလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ဟာထိတ်လန့်စရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့သူမငယ်စဉ်ကလေးကချစ်ခင်မြတ်နိုးစွာကျွေးမွေးခဲ့တဲ့ဝက်ကလေးအိုကီယာကိုတက်ဖြတ်ဖို့ခေါ်ဆောင်လာတာပဲဖြစ်ပါတယ်။မီယာဟာငယ်စဉ်ကထပ်ပုံတွေကိုပြသပြီးအိုကီယာရဲ့အသက်ကိုချမ်းသာပေးဖို့ငိုယိုတောင်းပန်ခဲ့ပါတယ်။သူမဟာဂရန်ငန်းညာရှိတဲ့ရွှေရုပ်တုနဲ့လဲလှယ်ပြီးအိုကီယာကိုကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။စိတ်ယုံပိုင်ရှင်တွေအတွက်တော့ဝက်တီဟာငွေရှာတဲ့ပစ္စည်းတသက်တာထိပြီးမဲ့မီယာအတွက်တော့အိုကီယာဟာမိသားစုဝင်တစ်ယောက်လိုတန်ဖိုးရှိသူမှာသူမဟာရွှေရုပ်တုကိုပေးအပ်ပြီးအိုကီယာကိုကယ်ထုတ်နိုင်ခဲ့ပေမဲ့စစ်ရုံထဲမှာကြံရစ်ခဲ့တဲ့တခြားဝက်တီရဲ့တနာစရာမြင်ကွင်းကြောင့်သူမရဲ့နှလုံးသားဟာကြေကွဲခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့မီယာနဲ့အိုကီယာတို့ဟာတောအုပ်ထဲကအိမ်လေးကိုပြန်လာခဲ့ပြီးအရင်လိုပဲပျော်ရွှင်စွာအတူတူနေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့တနေ့မှာတော့6ကမ်းပါးတစ်ခုကိုဖြတ်ကူးစဉ်မှာမီယာဟာခြေချော်ပြီးပြုတ်ကျလူနီးမှာထိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအိုကီယာဟာချက်ချင်းတွန်ပြန်ပြီးမီယာကိုချီချောတဲ့ကျိုးကိုကိုက်ဆွဲကာအသက်လူကဲတင်ခဲ့ပါတယ်။အိုကီယာဟာမိမိရဲ့အသက်အန္တရာယ်ကိုတော့မငဲ့ပဲခြောက်ထဲကိုခုန်ဆင်းပြီးကိုလေးကျင်နဲ့ဆွဲတင်တာသူမရဲ့တငယ်ချင်းမီယာကိုဘေးကင်းရာစီရောက်အောင်ကဲတင်ပေးခဲ့ပါတယ်။မီယာဟာအိုကီယာကိုပြန်လဲတွေ့ရှိတဲ့အခါမှာတော့သူမကိုတင်းကျပ်စွာပွေဖာထားရင်ရွှေရုပ်တုနဲ့လဲလှယ်ခဲ့တာကိုလုံးဝနောက်တမရကြောင်းတူတူလေးပြောပြခဲ့ပါတယ်။ဒါဟာယတနာရီထက်ပိုမိုတန်ဖိုးရှိတဲ့မပြိုကွဲနိုင်တဲ့သစ္စာတရားနဲ့တငယ်ချင်းအစ်စ်အမောင်တို့ရဲ့အတိတ်ပဲဖြစ်ပါတော့နိ။